အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘစ်လက်ဖြစ်ကျွန်တော်တို့2026 2016ကနေပြီးတော့မှဒီ2019 2020ဒီပေါ့လေအဲ့ဒီအတွက်ကျွန်တော်တို့အရက်ဖိအဖွဲ့အစည်းများငင်းချမ်းဖွဲ့တဲ့ဖြစ်မြောက်ရေးကော်မတီမှာပါခက်လိုက်တဲ့တို့ဖို့ကင်ဖေးလည်းဖြစ်ခုကျွန်တော်တို့တော်လိုင်းကာလတစ်လျှောက်လုံးမှာကျွန်တော်တို့ဒစိမ့်မတ်မတ်နဲ့ဒီငွေအင်အားတွေအကျဉ်းညံနေပြခက်လိုက်တဲ့ကျွန်တော်ရဲ့ဒီရဲဘော်ရဲကြီးဖြစ်တဲ့စေနာရှင်လေးပေါ့သူကကျွန်တော်ကြပြားလေးတစ်ပုတ်ပေးပို့ထားတယ်ပေါ့လေကြပြားလေးပုတ်နဲ့ကျွန်တော် comment ပေးထားတယ်အဲ့ဒါလေးလည်းဖတ်ပြရင်းပြီးတော့မှကျွန်တော်တို့ဒီမြေမှာရှိလိုက်တဲ့ကျွန်တော်တို့ရဲ့ဒီရဲဘော်ရဲဘစ်တွေလည်းကျွန်တော်ဆရာတင်ကပေါက်လို့တော့မဟုတ်ပါဘူးကျွန်တော်လည်းအများကြီးမတက်ပါဘူးအများကြီးလည်းနားမလဲပါဘူးတို့ပဲညာတော့လဲကျွန်တော်ရင်ထဲမှာကျွန်တော်ဖြစ်သိချင်တဲ့ဆန္ဒလေးတွေလည်းကျွန်တော်တိတ်တွန်းရင်းကျွန်တော်ပြောဖြစ်မှာဖြစ်ပါတယ်အဲ့လိုမပြောခင်မှာကျွန်တော်ရဲ့တငယ်ချင်းဖြစ်တဲ့ရဲဘော်စေနာရှင်လေးရဲ့Facebook အကောင့်နာမည်ပေါ့လေသူရဲ့အကောင့်နာမည်ကတော့လုံချွင်ရသူရဲ့နာမည်ရင်းကတော့ကျွန်တော်channel ထားပါမယ်ပြီးတော့မှသူရဲ့ကြပြလေးကိုကျွန်တော်ဖတ်ပြပေးတော့အရင်ဆုံးဖတ်ပြပေးတော့မှာဖြစ်ပါတယ်တော်လန်ရင်းမှာလမ်းဖောက်ဖြောင်းနိုင်မှဘူဝါရယုံကြည်ချွတ်တွေရိုးသားပြီးကြိုးစားနိုင်မှယောက်ျားကောင်းတို့ထုံနှလုံးတင်းကျုံကယူပါလေချီလေးကတော့ကျွန်တော်လည်းကြပြဆရာမဟုတ်ပါဘူးကျွန်တော်နေနေတော့ရင်ထဲကထိပါတယ်ခံစားရပါတယ်ပြီးတော့နောက်ချစ်ကသူကနောက်ဒုတိယပိတ်မှာကြတော့မြစ်တာငယ်ပြောင်းပြန်စီးပါလို့ဂျိုးပြူငယ်အကူးခစ်တယ်ရစ်ပတ်နယ်တန်တရားတွေနေဟန်မကြလှတယ်တူတူကြီးငေးလို့အဝေးကိုမျောဆွေးမိတနော်ရင်ပဲသားလို့ပနာနာကျင်ထိုစကားကြောင့်စစ်တွင်းခစ်မပြောsorry ပါစစ်တွင်းဓာတ်မပြောလှုပ်ခတ်လို့မြည်တနော်ပျော်ပါဘူးရဲ့လို့ဖွင့်ပြောတော့ပြစ်ဆိုမယ်နော်ကိုပောင်ကိုလန်ထောင်းတမို့ရှောင်ရှားဖို့တတိပေးလို့တနော်ပြောင်းပြန်ပြောမြစ်စုံမျောရင်းအချင်းနေအချင်းကတင့်ခါမှအေယာမှာတူဆုံလို့ပြည်သူအကျိုးပြုကြဆိုလေသူကျွန်တော်ကိုဒီဂုံပြူပြီးတော့မှတတိပေးတဲ့သဘောလေးကျွန်တော်ကိုဒီရေးထားတဲ့ကြပြလေးတတိပေးစာကြပြလေးဖြစ်ပါတယ်ကျွန်တော်ရဲ့နှလုံးသားမှာကျွန်တော်ရဲ့တော်လိုင်းကာလမှတ်တမ်းလျှောက်မှာလဲကျွန်တော်ဒီဟာလေးကိုတိန်းထားပါမယ်ပေါ့စေနာရှင်လေးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အခုချိန်ထိကျွန်တော်ဒစိမ့်မဲ့အခုချိန်ထိတော်လိုင်းကာလမှာလည်းကျွန်တော်တို့ငွေအားရောကျွန်တော်တယောက်တည်းမဟုတ်ပါဘူးအကျန်တဲ့အဖွဲ့ကြီးအများကြီးပါပဲပြီးတော့မှစေဘေးဒုက္ခတွေသူကူညီခဲ့ရတယ်ရှိတယ်ကျွန်တော်ရှိတယ်မှာရောက်နေတဲ့ချိန်မှာကျွန်တော်အများကြီးကျွန်တော်ကြည်ဆန်လိုအပ်ချက်တွေရှိတဲ့အချိန်မှာအများကြီးကူညီခဲ့ရတယ်ရှိပါတယ်လို့ဒီနေ့ကနေကျေးဇူးတင်စကားပြောချင်ပါတယ်မှတ်တမ်းလည်းတင်ပါတယ်ဒီကတော့လေကျွန်တော်တို့ဒီမြေပြင်မှာရှိတဲ့ရဲဘော်ရဲဘက်တွေကျွန်တော်အကြံပေးချင်တာကကျွန်တော်တို့ရောသားမှမဟုတ်ပါဘူးရောနယ်မှမဟုတ်ပါဘူးပေါ့အခုဖြစ်နေတာလေတနိုင်ငံလုံးဖြစ်နေတာဆိုတော့လေကျွန်တော်အကြံပေးချင်တာကကျွန်တော်တို့ကအခုချိန်မှာ NUG အစိုးရတည်လဲဂျားကာလာအစိုးရပဲNUG ကကျွန်တော်တို့တိဆောက်ထားတဲ့ဒီ MOD လေးယောက်ခန့်တက်ရင်းတွေပဲဖြစ်ဖြစ် local တွေပဲဖြစ်ဖြစ်အခြားကျွန်တော်တို့ဗမာတော်လိုင်းရေးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကတသွေးသားတဲ့ရှိရမှာဖြစ်တယ်ကျွန်တော်တို့က NUG တက်မလို့ငါတို့က local တက်မလို့ဆိုတာမျိုးဟိုမရှိဘဲနေညာတော့အပြည့်သတိပေးချင်တာကဒီဘယ်လိုပြောမလဲဗျာလူကြီးတွေလည်းလောဘအရန်မကြီးသေးချင်ပါဘူးကလေးတွေကတကယ်တမ်းမြေပြင်မှာကြာရင်အသစ်နဲ့ရင်းပြီးတော့မှတက်နေကြရတာဖြစ်တယ်စစ်တက်နေကြရတယ်ဆိုတာလွယ်တာမဟုတ်ပါဘူးလူကြီးမင်းတွေကိုယ်တိုင်အခုကျွန်တော်တခုပေးချင်တာကအသုံးမချပါနဲ့လူငယ်တွေကိုလူကြီးမင်းတွေကိုယ်တိုင်ဆင်းပြီးတော့မှစစ်မြေပြင်မှာတပွဲတစ်ပွဲလောက်တိုက်ကြည့်ပါလို့စစ်မြေပြင်မှာစစ်တက်ရတာခင်ဗျားတို့ဟိုနှလုံးသားနဲ့ခံစားရတယ်ဆိုတာဒီခင်ဗျားတို့လက်တွေ့ခံစားတာကပို့ပြီးတော့မှအဆင်ပြေပါတယ်လို့အဲ့ဒါလေးလည်းကျွန်တော်ကြံပေးချင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီစကားကိုပြောရတာဘာကြောင့်ပြောရတာလဲဆိုတော့ကျွန်တော်တို့မှတ်မိမှာပါ2021ဒီဩဂုတ်လမှာဩဂုတ်လဘယ်လောက်မှထင်ပါတယ်ကျွန်တော်ရေဆွဲတော့တေချာမကြည့်မိဘူးဒါလည်းကျွန်တော်လည်းကောက်ကငင်ကပြောတာဆိုတော့
အဲ့ဒီဩဂုတ်လလောက်မှာထင်ပါတယ်ကျွန်တော်ဒေါက်တာဇော်ဝေးစိုးပါတယ်ဦးကြီးမှန်ပါတယ်ကျွန်တော်တို့ဆွေးနွေးတဲ့အချိန်မှာဒီအလွတ်သဘောပေါ့လေအလွတ်သဘောဆွေးနွေးပွဲပြီးလို့အလွတ်သဘောပြောလိုက်တဲ့အချိန်မှာကျွန်တော်ရောပြည်နယ်လို့ချင်ပါတယ်ဖြစ်နေမယ်ဆိုရင်ပေါ့လို့ကျွန်တော်တို့ဟာသားနဲ့ပြောခဲ့တာရှိတယ်ပြီးနောက်တစ်ချက်ကပါလဲဆိုတော့ဒီဒေါ်လာရေးပြီးလို့ရှိရင်ပြန်လဲထူထောင်ရေးမှာကျွန်တော်မနာလို့တော့ဘူးမပါလို့တော့ဘူးကျွန်တော်အေးစီစဉ်နားလို့လေဆိုတာပါတယ်အဲ့လေးရှိတာပေါ့လေနော်အချစ်သုံးချစ်ထားပါတော့ကျွန်တော်ပြောခဲ့တာရှိတယ်အဲ့တော့အဲ့ဒီပြီးရတယ်ကျွန်တော်ကအဲ့လိုမျိုးဖြစ်လာတာရှိတယ်နောက်တစ်ချက်ကပါလဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ NUG တက်နေကျွန်တော် local တက်နေဆိုတာမျိုးပြည်သူတွေရဲ့ဂျားမှာရောရဲဘော်တွေရဲ့ဂျားမှာရောကအမျိုးတွေကွဲပြားလာတာရှိတယ် NUG တက်ပဲဖြစ်ဖြစ် NUG တက်မဟုတ်တာပဲဖြစ်ဖြစ်ပါကျွန်တော်ပြောချင်တာကကျွန်တော်တို့တော်လိုင်းရေးစလုပ်တာက NUG ကစလုပ်တာလည်းမဟုတ်သလို MOD လည်းမဟုတ်ပါဘူးကျွန်တော်တို့စီစီလုံးလုံးနဲ့တူမီတွေနဲ့လောက်လေးခွားတွေနဲ့ကျွန်တော်တို့အဖွဲ့စည်းဆိုတာမရှိပါဘူးကျွန်တော်ပေါင်းစည်းလုံးမှာတက်ခဲ့ကြတာပါကျွန်တော်ရောသားရေးဆိုရင်ပုံမှတ်မိမှာပေါ့ကျွန်တော်တောင်းဒီလိုင်းစားမှာကျွန်တော်စစ်တနတ်တင်တဲ့အချိန်မှာတောင်ခမ်းကတောင်ခမ်းစက်ကွင်းကစစ်တပ်ကိုတွားပြီးတော့မှတွားပစ်ကြတဲ့လူတွေတိုက်ကြတဲ့လူတွေလောက်လေးခွားတယ်နေတူမီတွေနဲ့တွားတိုက်တာပါလို့ညီပါတယ်လို့ဖေအဖွဲ့စည်းမှဘယ်သူမှဘယ်ရာသားမှလို့ခွဲခြားတာမဟုတ်ပါဘူးဟန်တာရီမြောက်ဘက်ကစစ်တပ်ကိုတွားသိမ်းလာလဲပါဒီအနီးနားရွာတဝက်တွေအကုန်လုံးပေါင်းစည်းရောမှတွားပြီးတော့မှသိမ်းရတယ်တက်ခဲ့ကြတာပါကျွန်တော်တော့မရှိသေးပါဘူးအဲ့လိုညီညွတ်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကအစိုးရတရက်ပေါ်လာပြီးအဲ့ဒီ NUG ပေါ်လာပြီးဆိုချိန်မှာသွေးကွဲတယ်ဆိုတာကလေကျွန်တော်အကြံပေးချင်တာကသွေးမကွဲပါနဲ့ခင်ဗျားတို့ NLD တွေအကြံခင်းတွေဖာညာတွေမပြောပါနဲ့တော်လာရေးကာလမှာလေအဲ့ဒါတွေကအဆင်မပြေပါဘူးအဲ့ဒါဆိုတော့သွေးကွဲမဲ့စကားတွေမပြောပါနဲ့လို့အဲ့ဒါလေးလဲကျွန်တော်နေတိတ်တွန်းချင်တယ်ရက်သိပြီတော်သိပြီခင်ဗျားတို့ NUG ဒီ MOD ရဲ့လက်အောက်မှာနေတဲ့ MOD ကနေညွှန်ကြားလိုက်တဲ့စစ်ပဆိုင်ရာညွှန်ကြားချက်တွေရှိမယ်စစ်သားဆောင်မှာစစ်ပဆိုင်ရာကြည့်ဝတ်တွေရှိတယ်ဒါတော့ခင်ဗျားတို့နားမထောင်ဘူးခင်ဗျားတို့အစိုးရရဲ့စကားကိုခင်ဗျားတို့တောင်နားမထောင်ဘူးဆိုရင်ကတော့ဒီတော်လိုင်းကြီးကသိချပါတယ်ခင်ဗျားတို့စစ်ကောင်စီတော့နိုင်ကောင်းနိုင်လိမ့်မယ်ပေါ့ဒါမဲ့ခင်ဗျားတို့ဒီတော်လိုင်းကြီးရှုံးမှာပါပဲရဲဘော်တို့အဲ့ဒါလေရဲဘော်တို့အနေနဲ့သတိထားစေချင်တယ်အဲ့လေးလဲကျွန်တော်အကြံပေးတာဖြစ်တယ်ကျွန်တော်ဆရာကြီးမဟုတ်ဘူးအားချောင်းနေတာမဟုတ်ဘူးကျွန်တော်အရင်စိတ်ပူပါတယ်ဒီတော်လိုင်းကိုကျွန်တော်90နာချင်းလာပြီအစ်စိတ်ပူပါတယ်နောက်တစ်ချက်ကပါလဲဆိုတော့လေကျွန်တော်မှတ်ဉာဏ်မကောင်းလို့ကြည့်မယ်နော်နောက်တစ်ချက်ကလည်းစနစ်တကျဖွဲ့စည်းရမယ်တက်ဖွဲ့တိုင်းတက်ဖွဲ့စနစ်တကျဖွဲ့စည်းရမယ်မဖွဲ့စည်းလို့မရဘူးကျွန်တော်တို့အစအဆွေးနွေးခဲ့တယ်လို့ပေါ့ရဲဘော်တွေမှတ်မိမယ်ကျွန်တော်တို့ဆွေးနွေးခဲ့တယ်ပေါ့စနစ်တကျရှိလိုက်တဲ့စစ်ကောင်စီကိုကျွန်တော်တို့တော်လှန်ဖို့ဆိုရင်ကျွန်တော်တို့တက်ဖွဲ့တွေကိုကစနစ်တကျရှိရမယ်ဆိုတာအဲ့ဒါတွေအရင်ရေးကြည့်ပါတယ်လီလိုင်းပေါ်မှာစနစ်ကျနေလို့မရဘူးတကယ်လက်တွေ့မှာစနစ်ကျဖို့လို့တယ်ခင်ဗျားတို့တေချာစဉ်းစားထားမှာခင်ဗျားတို့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရဲဘော်တွေစဉ်းစားမှာကကျွန်တော်တို့တက်ဖွဲ့တွေဘာဖြစ်နေရလဲဘလူတွေဘာကြောင့်ဘလူဖြစ်တာလဲဆိုတာကိုတေချာစဉ်းစားပြီးတော့ဘယ်အစိတ်ပန်းလေးကဘလူပြင်ဆင်မှအဆင်ပြေမယ်ဆိုတာကိုသိဖို့လိုအပ်မယ်ကျွန်တော်တို့2020 21အထိဆိုရင်ကျွန်တော်အင်အားဒီကျွန်တော်တက်ရင်ဆိုရင်နဲတာမှု16ရင်းရှိတယ်ကျွန်တော်တက်မှာဆိုရင်အင်အားကနဲတာမှုပါဘူးကျွန်တော်အင်အား4000ကျော်လောက်ရှိတယ်ပြန်သုံးသက်ကမယ်ကျွန်တော်တို့ယနေ့ချိန်လေးလည်းအင်အားကျွန်တော်ဖက်ကမသေးပါဘူးမနေလာပါဘူးအဲ့ဒီချိန်မှာကျွန်တော်မောင်းမြိုက်ဆိုရင်ဒီ10လေးလောက်ပဲရှိပါတယ်အဲ့ဒီချိန်ကလူပေါင်း4000ကျော်မှာအခုဆိုရင်တော့ကျွန်တော်တို့ရဲဘော်တင်းတွေကျွန်တော်တို့ဒီနေ့ခဲအပြည့်ကိန်းဆောင်နိုင်လာပြီပြောချင်တာကစနစ်ကြဖွဲ့စည်းရမယ်ကိုနေရာရရှိရေးအတွက်ကိုလူကြီးရရေးအတွက်အဲ့လိုမစင်စားပါနဲ့နေရာပေးတဲ့လူကိုနေရာပေးလိုက်ပါထုတ်လို့ရင်းမှာကျွမ်းကျင်တဲ့သူတို့ထုတ်လို့ရင်းပေါ့နီးပညာဘင်းမှာကျွမ်းကျင်တဲ့သူနီးပညာဘင်းမှာပေါ့အားလုံးကြီးကိုငါလေကြီးအုပ်မယ်ဆိုတာမျိုးမြောက်ကိုရီးယားသမ္မတတွေလည်းမလုပ်ပါနဲ့လို့ရုရှားသမ္မတတွေလည်းမလုပ်ပါနဲ့ကျွန်တော်တို့ကအာဏာရှင်ကိုတော်လှန်နေတာအာဏာရှင်တော်လှန်တာဖြစ်တဲ့အတွက်အာဏာရှင်ဇေယျကိုမချိုးပါနဲ့လို့အဲ့ဒီကြားထဲမှာကျွန်တော်အထူးမှားချင်တာတခုရှိတယ်ကျွန်တော်တို့ကမင်းအောင်လှိုင်ကိုတိုက်နေတာမဟုတ်ဘူးဗျစနစ်ကိုတိုက်နေတာမင်းအောင်လှိုင်တည်သွားရင်လည်းကျွန်တော်ဒီတော်လှန်ရမပြီးသေးဘူးစနစ်ကိုတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတော်လှန်ရင်းမှာတောင်အာဏာရှင်ဆန်တဲ့အာဏာရှင်မြည်သူ့ကိုမဆိုကျွန်တော်တို့ကတော်လှန်မှာဖြစ်တယ်စစ်ကောင်စီနိုင်ပြီးမှဒီအာဏာရှင်တွေကျွန်တော်တို့တော်လှန်မယ်ဆိုတာမျိုးမဟုတ်ဘူးကျွန်တော်တို့ရဲဘော်ရင်ကိုနစ်ကဆလို့ကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့တက်တွင်းမှာဘယ်ခေါင်းဆောင်ကအာဏာရှင်ဆန်တာလဲဆိုတာကိုရွေးရမယ်အာဏာရှင်ဆန်တဲ့ခေါင်းဆောင်အောင်မှမလုပ်ဖ ೇನೆ စနစ်ကြဖွဲ့စည်းပြီးတော့မှကျွန်တော်ဖက်ဒရယ်ကိုရည်မှန်းလိုက်တဲ့တက်တင်မှာပဲကျွန်တော်တို့စုဖွဲ့ပြီးတော့မှစုပေါင်းပြီးတော့မှစစ်ကောင်စီကိုတိုက်မှာပဲကျွန်တော်လာမယ့်အနာဂတ်ကကျွန်တော်နိုင်မှာဖြစ်တယ်တိထားမှာ generation Z ဆိုတာအလကားလာတာမဟုတ်ပါဘူးဒီဒေါ်လာရင်းမှာလူငယ်တွေကနံပါတ်1ဖြစ်တယ်ဒီဒေါ်လာရင်းကလူငယ်တွေလုံးမှာပဲအောင်မြင်မှာဖြစ်တယ်ကျွန်တော်လည်းယုံကြည်ထားတယ်လူငယ်တွေယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်သတိပေးတာပဲဖြစ်တယ်ကျွန်တော်ဖက်ဒရယ်ကိုသွားမယ်ပြည်ထောင်စုကိုသွားမယ်ဆိုလို့ရှိရင်ပြည်ထောင်စုကိုတည်ဆောက်မယ်ဆိုလို့ရှိရင်ယခုတည်းရတယ်လို့ပြည်ထောင်စုစိတ်တဲ့ထားကြပါ
အဲ့ဒါကိုတော့ကျွန်တော်တစ်ချက်သတိပေးချင်တယ်နောက်တစ်ခုကဘာလဲဆိုတော့ခုလက်တွေ့ကျွန်တော်တို့ကြားနေရတယ်ရှိတယ်ကြားနေအောင်မြင်နေရပေါ့လေကိုတို့လည်းရှိတာပေါ့ကျွန်တော်အဲ့ဒါလေးလည်းတစ်ခုဂျမ်းညက်ပြီးတော့မှနည်းနည်းလေးရှိလိုက်ပါအောင်အတူချုံနေတယ်တော့ဘယ်လိုလဲဆိုတော့ဟုတ်ပြီကျွန်တော်တို့မှာအစိုးရတရရှိဖို့လိုတယ်ကျွန်တော်တို့NUG ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဂျားကလာအစိုးရကျွန်တော်တို့အစိုးရရှိမှဖြစ်မယ်နိုင်ငံတကာစစ်ဆန်ရေးတွေကျွန်တော်တို့မမိဘူးမမိတာကိုကျွန်တော်တို့မမျှော်မှန်းနေမိတဲ့လူတွေလုပ်ပါသေးအဲ့ဒါကိုကျွန်တော်တို့ကငါတို့ကတော့စစ်မြေပြင်မှာစစ်တိုက်နေရတာပဲသူတို့အပေါ်ကနေနေရာယူနေကြတာပဲဆိုတာမျိုးမတွေးပါနဲ့ပြီးနောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့အစိုးရရဲ့အမိန့်ကိုနော်ကျွန်တော်တို့အစိုးရရဲ့ညွှန်ကြားချက်တွေကိုကျွန်တော်တို့ကိုယ်နိုင်မလိုက်နာဘူးဆိုရင်ဘယ်လိုလုပ်အဆင်ပြေမှာလဲအစိုးရရဲ့ policy တွေရှိတယ်သူတို့လည်းအတန်းတန်စူးစမ်းနေတာရှိတယ်ဂရုစိတ်ကြပါကျွန်တော်ငါတို့ကလင်းနဲ့ကိန်တာပါလင်းနဲ့ကိန်တာမင်းတို့ကနေရာယူထားပဲငါတို့လှုပ်ချင်လုပ်မယ်ငါတို့မလှုပ်ချင်မလုပ်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးမွေးမယ်ဆိုရင်တော့မင်းအောင်လင်းစစ်တပ်လိုပဲဖြစ်မှာပါမင်းအောင်လင်းစစ်တပ်လေးဒီတင်းပဲလေဒီအစိုးရကသူတို့ပြောချင်တာပြောလှုပ်ချင်တာလုပ်ငါတို့လည်းငါလှုပ်ချင်တာလုပ်မှာမင်းတို့ဘလောက်ပဲညွှန်ညွှန်ငါတို့လှုပ်ချင်မှလုပ်မှာဆိုတာမျိုးဒီစနစ်ကိုမကြက်လို့ငါတို့တော်လန်တာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့တတိထားဖို့လိုအပ်ပါမယ်လို့ပြီးတော့မှကျွန်တော်တို့ကအခုစောစောကပြောခဲ့တယ်လို့ပေါ့လေဒီကျွန်တော်တို့ဒီအစိုးရဘိန်းရန်တရားမှာဝန်ကြီးဌာနတွေမှာအပါဝင်ပေါ့လေနေရာယူထားကြတဲ့ပုံကိုယ်တွေလည်းတေချာစဉ်းစားဖို့လိုမယ်လို့စစ်မြေပြင်မှာစစ်တိုက်နေရတဲ့ကလေးတွေရဲဘော်တွေကနှလုံးသားတွေကနှုညံ့နေတာမဟုတ်ပါဘူးသူတို့ကနေတိုင်းရန်သူကိုဘယ်လိုတတ်ရမလဲဖြတ်ရမလဲကျွန်တော်ကိုနေ့ကကျွန်တော်ကအဲ့လိုပဲတွေးခဲ့တာနေတိုင်းဘာတွေးလဲဆိုတော့ငါတို့မှရှိတဲ့နေ့ခင်းရင်အားနေဘယ်နေရာကိုသွားသိမ်းရင်ဘယ်လိုတက်ဖြတ်ရရင်ဘယ်လိုခြုံခိုးရရင်ဆိုတာမျိုးကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့အဲ့ဒါပဲတွေးနေတယ်ကျွန်တော်နှလုံးသားတွေကမနှုတ်တယ်လို့ကျွန်တော်တို့ရဲ့စကလုံးတွေကလည်းမညံ့ကြဘူးရဲဘော်တွေလည်းအဲ့လိုပါပဲနှုညံ့နေမှာတော့မဟုတ်ပါဘူးဒါတွေကိုစာနာနားလည်ပြီးတော့မှဘယ်လိုစီမံခန့်ခွဲရမလဲသူတို့နေရာမှာငါဆွင်ရောဆိုတာမျိုးတွေးတော့မှထင်ခုံလေးတွေကိုပဲမကြည့်ကြပါနဲ့လို့အဲ့လိုလေးစာနာပြီးတော့မှဘယ်အစပင်းရနဲ့ဘယ်လိုကူညီရမလဲဒီဒေါ်လာရုံမြဲမြဲဆက်ဆက်အပိတက်နေအောင်ငါတို့နိုင်ငံတကာစစ်ဆန်ရေးရောနိုင်ငံတကာဖိအားတွေရောပြည်တွင်းဖိအားတွေရောငါတို့ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာမျိုးကြိုးစားပေးကြပါလို့ဒီနေ့တောင်းဆိုချင်ပါတယ်ဝမ်းသာပါတယ်ဒီနေ့ကျွန်တော်ကြားတဲ့သတင်းရဆိုရင်ကျွန်တော်တို့ဒီခင်အပါဝင်ကျွန်တော်တို့မာမစ်ဖွဲ့စည်းနေတာ NUG ကိုကျွန်တော်လေးစားပါဒီစက်ပိုင်းလို့ပြင်တဲ့အပိုင်းတွေရှိပါတယ်ပြင်ပါလို့အစွဲတွေကိုလည်းဖြုတ်ပါငါတို့ NLD မှ NLD ဆိုတာမျိုးမဟုတ်ဖဲနဲ့ပါတဲ့ပါထိတ်တဲ့ပုံကိုယ်တွေစုဖွဲ့တဲ့အခါမျိုးမှာတေချာလေးရွေးချယ်ပြီးတော့မှစုဖွဲ့ကြပါလုပ်ကြပါလို့ဒီနေ့ကနေပြောရင်ကျွန်တော်နေကုန်းချုပ်ပါတယ်နောက်နေ့ကျွန်တော်သမီးငယ်လေးတွေပြပရောက်နေတဲ့သမီးငယ်လေးတားငယ်လေးတွေရဲဘော်ရဲဘစ်တွေပေါ့ဒီတော်လန်ရနေတော့မှအကြောင်းမျိုးကြောင့်လို့ထွပြီးတော့မှပြပကိုရောက်နေတဲ့ကျွန်တော်ရဲ့ရဲဘော်တွေရဲမေတွေစစ်မေတွေပေါ့ဒါကျွန်တော်တာသမီးတွေသူတို့ပြောနေချင်တဲ့စကားလုံးလေးလည်းရှိပါတယ်ကျွန်တော်အဲ့ဒီနေ့ထက်လာပြောပါမယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်